အားလုံးပဲမင်္ဂလာပါဒီနေ့တော့မပြောတာနည်းနည်းချသွားပြီဖြစ်တဲ့တက်တူနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနဲ့မြန်မာနိုင်ငံကတက်တူဝါသနာရှင်တွေအတွက်လမ်းမလို့တဲ့2025ခုနှစ်6လပိုင်း9ရက်နေ့မှာကျင်းပမယ့် Dream A တက်တူ Exhibition တက်တူပြိုင်ပွဲကိုအတည်ပြုခြင်းပါတယ်ဒီ channel ကိုအခုမှစတွေ့တဲ့သူတွေအတွက် international တက်တူ artist တွေနဲ့သူတို့ရဲ့ပြောင်မြောက်လာတဲ့တက်တူအပ်တွေကိုရှေ့ဗီဒီယိုမှာတင်ထားတာမို့မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာဖြစ်ဖြစ် TikTok channel မှာဖြစ်ဖြစ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နောက်လဲတက်တူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအလင်းသိလို့တင်ပေးသွားမှာမို့ဒီ channel တွေကို like and subscribe လုပ်ပေးသွားရင်နောက်ထပ်တင်မယ့်ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့တက်တူ artist တွေအတွက်ပွဲနေရာတွေစီကန်းတွေစုတွေစတဲ့အကြောင်းအရာတွေကိုတော့ပြောပြပေးသွားမှာမဟုတ်ပါဘူး DJ အတီးကြသိချင်ရင်တော့ Dream A Tattoo Exhibition ရဲ့ official page မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်ဒီဗီဒီယိုကကျွန်တော်တို့လိုတက်တူဝါသနာရှင်တွေအတွက်တက်တူပြိုင်ပွဲတွေကိုဘာလို့တွားကြည့်တင်လဲဆိုတာကိုပဲမိတ်ဆက်ပေးချင်တာမျိုးပါအရင်ကတက်တူဆိုတာလူစိုးလူမိုက်တွေထိုးတဲ့အလုပ်ဆိုတဲ့အမြင်ကနေအခုကာလမှာတော့တက်တူဆိုတာခန္ဓာကိုယ်ပေါ်မှာရေးဆွဲထားတဲ့အမှုပညာ body အဆိုပြီးလက်ခံလာကြတာကမကြသေးဘူးဆိုတာအားလုံးသိပြီးဖြစ်ပါပါအဲ့လိုနဲ့အခုနောက်ပိုင်းပြိုင်ပွဲတွေခက်စိတ်စိတ်ရှိလာပြီးတဲ့နောက်မှာတော့တက်တူဆိုတာက body အဆိုတဲ့အမှုပညာအမြင်ကနေပြီးနောက် level တစ်ခုကိုထပ်ပြီးတက်လာနေပြီလို့ဆိုရပါလိမ့်မယ် storytelling လို့ခေါ်ကြတဲ့နောက်ခံဇာတ်လမ်းကိုအမိပြုပြီးရေးထားတဲ့အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာတွေမြန်မာရည်ကြည်မှုအမွေအနှစ်တွေကိုခေတ်အမြင်နဲ့ကိုရှေ့မှုမပြတ်ပေါ်ရေးဆွဲထားတဲ့ဟန်တွေအပြင် AI ခေတ်ကြီးထဲမှာခေတ်နောက်ကျမကြရင်ပဲစမ်းသစ်တဲ့အရာတွေ creation တွေနဲ့ global တန်းဝင်အောင်ဖန်တီးထားတဲ့အမှုပညာတွေဟာမြန်မာနိုင်ငံတက်တူလောကအတွက်တော့တကယ် next level ကိုတက်လန်းနေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်အဲ့ဒါတွေအသာထားပြီးတော့အရန်မိုက်တဲ့အချက်လည်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဒီတက်တူပြိုင်ပွဲမှာနေပယ်ဆောင်က artist တွေတစုတစည်းရဲ့တစ်ချိန်ထဲမှာအကောင်းဆုံးဆိုတာတွေကို blind လူထိုးနေတာကိုကြည့်ရတာပါပဲတယောက်နဲ့တယောက်မတူတဲ့ technique တွေနဲ့ပေးထားတဲ့အချိန်တွင်းမှာနိုင်နိုင်ကြီးထိုးနေကြတာကိုကြည့်ရတာကအချိန်ဘလို့ကုံလို့ကုံမှမသိတဲ့အချိန်မရှိတဲ့ universe တွေကိုရောက်သွားတယ်လို့ခံစားရမှာသိကြပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့တက်တူကိုကြိုက်တာမကြိုက်တာကိုအသာထားပါကိုယ်နိုင်ငံက new generation တွေရဲ့ add တွေနဲ့ global ရမ်းမီ next level ကိုတွားနေတဲ့ပြိုင်ပွဲတွေမှာတက်တူဆိုတာဘာလဲကြည့်ရတာနဲ့ကို2025မှာလူဖြစ်ရကြုံနေပါပြီဒီတော့အခါခွင့်သိရင် local မှာကျင်းပမဲ့တက်တူပြိုင်ပွဲတွေကိုတွားရောက်ကြည့်ရှုဖို့တိုက်တွန်းချင်ပါတယ်ကျွန်တော်လည်းအဲ့ဒီပွဲကိုတွားရောက်အားပေးဖို့အားခဲထားတာမို့အကြောင်းကြောင့်မရောက်ဖြစ်တဲ့ဝါသနာရှင်တွေအတွက်လည်းဘလော့လေးတွေသေချာရိုက်ပြီးတင်ပေးမှာမို့ဒီ channel လေးတွေကို